မင်းကတိတ်ကိုကျင်နာတက်တာပဲဆိုတာကို English လိုဘယ်လိုပြောရမလဲဆရာ That is very kind of you. Okay ဆရာနားလည်ပါပြီနားလည်ပါပြီအဲ့ဒါကမင်းကိစ္စမဟုတ်ဘူးဆိုတာကိုဘယ်လိုပြောရမလဲဆရာ That is none of your business. Wow အဲ့ဒီစကားကတော်တော်ပြင်းတယ်နော်ဆရာကိုတောင်းမြင့်နေနော်ဆရာကျမလည်းအဲ့လိုပဲထင်တယ်ဆိုတာကိုဘယ်လိုပြောရမလဲ I feel the same way. ဒါကသဘာဝကြတယ်နော်ခဏလောက်စောင့်ပေးပါဆိုတာကိုဘယ်လိုပြောရမလဲဆရာ Give me a moment. ရပါတယ်ဆရာအဲ့ဒါကိုကျမမျှော်လင့်မထားဘူးဆိုတာကိုဘယ်လိုပြောရမလဲ I didn't see that coming. Wow ဒါလေးကြိုက်တယ်ဆရာကျမစဉ်းစားကြည့်မယ်ဆိုတာကိုဘယ်လိုပြောရမလဲ Let me think about it. Okay ဆရာနားလည်ပါပြီကျမမင်းနေရာမှာဆိုရင်ဆိုတာကိုဘယ်လိုပြောရမလဲ If I were you. အဲ့ဒါကိုနေ့စဉ်သုံးလို့ရတယ်နော်အဲ့ဒါကကျမအတွက်အဓိပ္ပာယ်ရှိတယ်ဆိုတာကိုဘယ်လိုပြောရမလဲ That makes sense to me. Great ဒီနေ့သင်ခန်းစာကအရန်ကောင်းတယ်ဆရာစိတ်ထဲမထားပါနဲ့ဆိုတာကိုဘယ်လိုပြောရမလဲ Don't take it personally. Okay အသုံးဝင်နေဆရာကျမတကယ်ကိုကျေးဇူးတင်ပါဆိုတာကိုဘယ်လိုပြောရမလဲ I really appreciate it. ဒါကပိုပြီး natural ဖြစ်တယ်နော်